တော်ပြီဒါဟိုချေအောင်လည်း တော်မျိုးရေးကြည့်တဲ့ကိစ္စလုပ်ရအောင်ဝေးချေတော့plan ပြီနော်။ကြောက်။ဆောက်တာ။ဒီကိုတိုင်းနေတယ်အခုအဲ့ဒီကဟိုဒီက